ဂျင်းဖျားเจ้าနေနေပြီးတတပန်တိတိုင်ကူနေရတာဆင်းလာလားအဲ့တော့ double view ကလည်း double view မှာခရာဗီဒီယိုအဖွားကြီးတွေလည်းလာကြတယ်ဒီနေရာကတော့ဟိုဂျင်းစာပေမှာတော့သူဂျင်းတွေရဲ့နေရာလို့ပြောပါတယ်ဒီတောက်လျှောက်မှာတွေ့ခဲ့တယ်လမ်းတောက်လျှောက်ဖျားเจ้าတွေ့ခဲ့တယ်အဲ့ဖျားเจ้าတွေလည်းဂျင်းဖျားเจ้าတွေပဲအဲ့တာပဲရပြီပြီပါလားအောက်ကဟယ်လိုအစာဦးတွေမြင်နေရပေါ့အောက်ကအစာဦးတွေअंदर गुफा जा रही है नीचे नहीं मंदिर में कहने में सुन ही आवाज ဖះเจ้าဂျင်းဖះเจ้าနေတော့ဒါအောက်ခြေကိုဆင်းရတယ်ပေါ့आ जा ले हट ना चैलेंज हैဒါပညာရှင်တွေကတော့ပထမတန်ခဏတင်တဲ့နေရာ၃နေရာသူတို့ကတတ်မှတ်ထားတယ်ဒီတနေရာရယ်ဒီအောက်မှာတောင်ကပန်းလေးတစ်ခုရှိပါသေးတယ်ဟုတ်လားလားဒါကတန်းကတချာတယ်ဒီတောင်ဆောင်အောက်မှာတောင်ကပန်းတစ်ခုရှိတယ်ဒါပေမဲ့အဲ့နေရာလည်းဂျင်းနေသူတို့နေရာလို့ပြောပါတယ်အဲ့နေရာလည်းဖြစ်နိုင်တယ်ပေါ့ဒီနေရာကတော့ဖြစ်နိုင်မဖြစ်နိုင်တော့ဒါစဉ်းစားကြရပါတော့ဘုန်းကြီးအပန်း900ဝေယဝဆလုံးမဲ့လူတွေမန်းနဲ့ထိုးမဲ့နေရာဒီမှာမရှိပါဘူးအဲ့တော့ဗိမိတရမင်းရဲ့ဗန္နာတိုက်ဆိုတဲ့နေရာတနေရာရှိပါသေးတောင်နယ်မဲ့ချင်းတူပဲဝေပုံလာတောင်သူလည်းဝေပုံလာတောင်ချီမှာသူကတော့မန်းနဲ့တွေပဲထိုးမယ်ဘာညာဆိုရင်ဖြစ်နိုင်တဲ့နေရာတနေရာရှိတယ်archaeology ကလည်းဒီနေရာကိုပထမတန်ခါတဲ့နေရာလို့မသတ်မှတ်ထားပါဘူးဒါပေမဲ့လူများတော့လာကြတယ်ဆိုတော့ဂျင်းဖျားเจ้าကိုလာကြတယ်ပေါ့အများဆုံးဂျင်းဖျားเจ้าလို့ဟိန္ဒူဖျားเจ้าလို့လာရင်ဒီနေရာကိုလာကြတယ်ဒီမှာလူဘုန်းကြီးအပန်း900နေဖို့လှိုင်မှုလည်းမရှိပါဘူးလှိုင်မှုလေးတိတိလေးပဲရှိပါတယ်ဘုရားဘာသာအများစုကတော့ဒီနေရာလို့သတ်မှတ်ပဲ archaeology ကတော့ဒီနေရာလို့မသတ်မှတ်ထားပါဘူးနယ်လန်နာ International University မှာလည်းတမိုင်း history ဌာနရှိပါတယ် history ဌာနလည်းဒီနေရာကိုလုံးဝမတတ်မှတ်ပါဘူးစကားလည်းမပြောပါဘူးဒီနေရာပါတယ်လို့လည်းမပြောပါဘူးအများတော့ဒါယုံကြည်တယ်ပေါ့အတော့ကမင်းကြောက်စရာလည်းဒီနားမှာမရှိပါဘူးဂျင်းဖျားကြောင်မရှိပဲလေဒါအခုမြင်နေရတဲ့ဟာဒါနေရအကုန်ပါပဲလိုင်ကူနဲ့တူရဆိုတေးသေးလေးပဲရှိပဲလူလည်းနေလို့မရထဲထဲမှာခဏလေးနဲ့ရှေ့အရင်ခါကတော့တကယ်လိုင်ကူအကြီးများရှိခဲ့မလားလို့တော့မှန်းစားကြည့်ရတော့ပေါ့လိုင်ကူအကြီးရှိအောင်လေအပေါ်ကအမိုးတွေကမဖြစ်နိုင်ပါဘူးကြောက်မိုးမရှိပါဘူးဒါတမိုင်းရစဉ်းစားစရာတစ်ခုပေါ့တတပန်ဒီနေရာပထမသင်္ကန်းနေရာတင်တဲ့နေရာကိုဒါရောက်ခဲ့ခြင်းဖြစ်ပါတယ်ယေရှုသူအပေါင်းအားလုံးကျမ်းမာချမ်းသာကြပါစေလူတရကျမ်းမာပြည့်စုံလူတရဘဝကိုပြန်ပိုင်ဆိုင်နိုင်ကြပါစေ